ကိုတောင်းနေတဲ့ coffee က cappuccino လား latte လားသိချင်ရင် spoon တက်ရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ကျွန်တော်အခုပြပေးမယ်ဒီမှာကျွန်တော်တို့က latte လား cappuccino လားကိုဘယ်လိုခွဲမလို့ဆိုတော့ကျွန်တော်တို့ဒီလိုလက်ဖက်စားစွန်းလေးရှိရပါလေအဲ့ဒါကျွန်တော်တို့ coffee ဆိုင်နေပါဆိုရင်ဒီလိုစွန်းလေးတွေပါလာတတ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီလိုလေးတင်ထားကြည့်လိုက်တင်ထားလို့ဇုံးက9စက္ကန့်လောက်ဒီ coffee ရဲ့ဖုံးပေါ်မှာရှိနေမယ်ဆိုရင်အဲ့ဒါကcappuccino ဒါမှမဟုတ်ဘဲနဲ့cappuccino ကကျတော့သူကအမြုပ်ကနည်းနည်းလေးထူတယ်ပေါ့လေထူပြီးတော့အပေါ်မှာများများရှိတယ်ဆိုတော့အတွက်ကြောင့်ဇုံးကတုံတုံနဲ့တမ်းမမြုပ်သွားဘူးလက်တေးကကျတော့အမြုပ်ကပပလေးဖြစ်တယ်ပေါ့လေသူကကျတော့တခါတည်းနွားနိုးနဲ့လေနဲ့တခါတည်းတသားလေးဖြစ်နေတဲ့အတွက်ကြောင့်အမြုပ်ကကောင်းကောင်းကြီးမထူနေဘူးအဲ့အတွက်ကြောင့်ဇုံးလေးတင်လိုက်တာနဲ့တမ်းပြီးတော့မြုပ်သွားတာကိုတွေ့လိမ့်မယ်ဒါကတော့အခုဆိုရင်ဒါကတော့ cappuccino ပေါ့လေဒီဇုံးကတော်တော်ကြီးကိုကြာလေးနေနိုင်တယ်ဒါကတော့တိတိနဲ့ပုံတက်လို့လည်းခေါ်ပါတယ်ကော်ဖီဆိုင်နေမှာကိုမှာလိုက်တဲ့ကော်ဖီကိုကကပချီနိုလားလက်တေးလားတည်ကျင်ပေါ့လေအဲ့လိုလေးဆန်းလို့ရတယ်ဟုတ်ပါပြီ peace guys